တနီအင်ပါယာပါလက်တနီပင်လေးတွေကိုဒါဂိုင်းကူးထားတဲ့ပင်မှာအနစ်ကဂိုင်းကူးထားတာပါအဲရလေယာရီနဲ့ဂိုင်းကူးထားတဲ့ပင်မှာဒါကတော့အစီပေါက်ပင်မှာအစီရတစ်နှစ်သားပါဒါလည်းတစ်နှစ်သားပါဗျာအပင်လေးတို့ကျွန်တော်စစ်စစ်ကြည့်အောင်အစီပေါက်ပင်တဲ့ဟုတ်ပြီဗျာအစီပေါက်ပင်လေးကိုကြည့်ကြလို့ရွှေချောင်းလေးတွေရွှေတကြက်သားဆိုတာဒါအစီပေါက်ပင်မှာဒီမှာရေတောက်မြစ်ပါဒါနော်အစီပေါက်ပင်လို့ခေါ်ပါတယ်ဟုတ်ပြီဒီပင်လေးကိုလေ့လာမယ်ဗျာဒီပင်လေးကိုလေ့လာမယ်ဆိုတော့ဒါတော့အဲရလေယာကြီးနဲ့ဂိုင်းကူးပြီးသားကိုပြိုးရည်ထဲပြန်ထည့်ထားတာပါမနစ်ကကူးထားတာပါဗျာကျွန်တော်တို့ရဲ့မြန်မာနီးမြန်မာဟန်အိန္ဒိယမစ္စတာဟဲရစ်ဆိုတဲ့ဆရာကြီးပေးတဲ့နီးနဲ့လောက်ထားတာပါအော်ပြီဗျာရှင်လေးတီးအောင်ရှင်လေးကိုကြည့်မယ်အိုးဟောပါဗျာဒီမှာကြည့်ပါဗျာဒါကြီးပါအဲရလေယာကြီးလောက်လိုက်ကြီးပါဒီကနေပြတ်ထားတာအဲ့ရမှာတော့အပြစ်ထွက်လာပါတယ်နော်ဒီမှာတော့တုတ်လူလိုခေါ်တဲ့ရေတောက်မြေမပါဘူးလို့ပြောပါတယ်ဒါပေမဲ့ဒါရေတောက်မြေကြီးလားမသိဘူးကြီးပဲတွေ့ပါတယ်ဘေးမြစ်တွေရှိပါတယ်သူကစိုက်မယ်ဆိုရင်ငုံရိုက်ပြီးစိုက်ရပါတယ်လေးတိုက်ရင်မလဲအောင်လေးကားပင်နဲ့ကြားမှာစိုက်ရပါတယ်သူက grade A အပင်ကနေမျိုးကူးထားမယ်ဆိုရင် grade A မျိုးကိုဒါရိုက်ရနိုင်ပါတယ်အစီပြိုးတွေကတော့စိုက်မယ်ဆိုလို့ရှိရင်တပင်နဲ့တပင်ကမတူနိုင်ပါဘူး A grade ဖြစ်မယ် B grade ဖြစ်မယ် C grade ဖြစ်မယ်မျိုးကုန်ဖြစ်နိုင်ပါတယ်ဗျာသူကတော့ cloning method နဲ့ပေါ့နော်ကျွန်တော်တို့နီးပညာကျွန်တော်တို့ဖော်ထားတဲ့စိမ်းနဲ့ကျွန်တော်တို့လုပ်ထားတာပါဒီမှာကြီးပေါင်းမှာအဲရလေယာရီလို့ဟုတ်တဲ့လူတွေသိပါတယ်ဒီကြီးပေါင်းထွက်ပြီးရင်အမြင့်မထွက်ကြတဲ့လူတွေပါကျွန်တော်တို့ရဲ့နီးပညာနဲ့ကျွန်တော်တို့ရဲ့စိမ်းနဲ့ဖော်ဆက်ထားတဲ့အတွက်ဟဲ့လိုအမြင့်ကြီးဖော်ဝါးကြီးတွေတွေ့ရတာပါဒါရွက်ကျွေးသွားတာပြီးပြန်တက်လာလိမ့်မယ်အိန္ဒိယနဲ့တနီစစ်ပါဘဲဥပုံမိုင်းလေးပါသုံးရွက်ထွက်ပါတယ်နော်ဟုတ်ပါပြီဗျာ thank you very much